ရားကကိုယ်ဝေယဖြစ်ပုံကအဆုံးအမတရားကိုဟောကြားခြင်းတရားရဲ့ကိုယ်ဝေယဖြစ်မှုကတရားဓမ္မကိုကျင့်သုံးလို့တရားကကိုယ်ကိုကယ်ထုတ်ပေးခြင်းတန်ခါရဲ့ကိုယ်ဝေယဖြစ်မှုကဒါနကောင်းမှုလုပ်ခြင်းကြောင့်ကိုယ်မှာစတဲ့တဘောကောင်းကျိုးချမ်းသာတွေကိုရရှိခြင်းဆိုတဲ့ဒါတွေဟာဘုရားတရားတန်ခါဥထိတ်ထားခြင်းရဲ့အကျိုးတရားတွေပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားယရဏသုံးပါးဥထိတ်ထားတယ်ဆိုဒီမှာဘုရားစကားကိုနားထောင်ခြင်းဖြင့်ဘုရားကိုဥထိတ်ထားရမယ်တရားကိုကျင့်သုံးခြင်းဖြင့်တရားကိုဥထိတ်ထားတာဖြစ်တယ်တန်ခါတွေမှာကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအပြင်တန်ခါကိုဥထိတ်ထားရရောက်တယ်အဲ့ဒါလို့ယရဏသုံးပါးကိုဥထိတ်ထားပြီးမိမိတို့ဘဝမှာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဆိုတဲ့ကုသိုလ်တရားတွေကိုဖြစ်ပွားအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အဲ့ဒါလို့ကြိုးစားအားထုတ်လို့ရှိရင်တော့တန်တရားထဲမှာဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ချမ်းသာဒုက္ခ